까마까 다 외치라 너무 레벨 까기 싸라 살짝 봐나 체인이야 왜 bắt rồi 어디다가? 네. 언니. 민디야, 생비 몇 초? 응? 이거 어디야 줘? 민디야. 이거 지금 오침이야. 그래서 뼈 아파 따로 가. Em nhìn cái bì đi nè, chính sẽ lấy tờ thà sao chả bảo nữa. Thọ cá đâu cái mấy sao cô bà sao? Ê, đó trứng lửa. Anh lớn gì đây? Súp 요 아빠 따로 가. 다리 바리야 싸라. 뭐 짬매자 싸라리. súp 요 자라ခုမှပဲဒီခောက်တရားမလုပ်ပြတောက်ရတယ်။နဲ့ဒီဘက်ဆိုတော့ပိုးကောင်လေးတွေလည်းရှိရပါတော့။နည်းနည်းလေးတီးခံပြီးချင်းနောက်မို့လို့လဲရှုပ်ကင်းလေးနဲ့စားပြရှင်လို့လေ။အခုကຫນွေစပားလုပ်တဲ့အချိန်ဆိုတော့စပားလေးတွေဟိုတစ်ခါဖားလာရက်တော့တူသေးသေးတယ်စပားပင်လေးအခုကနည်းနည်းရှည်လာကြီးလာပြီဟုတ်ဗျာ